အခုလိုမေတ္တာများများပွားလာတဲ့ပုဂ္ဂိုလ်တွေဟာဒီရှင်ထဲကဒေါသဟာဘဝနဲ့ချီပြီးတော့ပျောက်ကင်းနေတတ်တယ်ရှင်ထဲမှာဒေါသမပေါ်ပြီးသဘောကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံကိုပြောပြတဲ့အခါမှာအရကောဟုတ်တော်ဝါမေတ္တာစိတ်တံတတ္တဝတ္တာနိဘာဝယေတတ္တကပ္ပိပြမနောပြမလောကီတတ္တမအကောဒနောဟာသူဟာဘယ်တော့မှစိတ်မဆိုးဘူးတဲ့ဘာကြောင့်စိတ်မဆိုးဘူးတာတော့ဆိုအတိတ်ဘဝတုန်းကအရကဆိုတဲ့ဆရာကြီးတူဖြစ်ခဲ့တယ်ယသိဆရာကြီးတူဖြစ်ခဲ့တယ်အဲ့ဒီယသိဆရာဖြစ်တဲ့ချိန်တုန်းကခုနှစ်ကြာအောင်မေတ္တာဘာဝနာနဲ့လွှမ်းထုံခဲ့ဘူးတယ်မေတ္တာကိုလေ့ကျင့်ခဲ့တယ်ခုနှစ်လေ့ကျင့်ထားတဲ့မေတ္တာဆံရဲ့စွမ်းကြောင့်သူဟာဒီဘဝမှာဒီရှည်လျားတဲ့ကဘာပေါင်းခုနှစ်ကဘာထိအောင်ပြမပြေမှာစိတ်လုံးဝမဆိုးဘူးတဲ့ပုဂ္ဂိုလ်အနေနဲ့ဖြစ်ခဲ့ဘူးတယ်နော်ကဘာနဲ့ချီပြီးတော့စိတ်မဆိုးဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုလွယ်တာမဟုတ်လေပြမပြေရောက်သွားတဲ့အခါမှာပြမလောကမှာနေတဲ့အခါမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရားနဲ့နေတဲ့ပြမတွေမှာစိတ်ဆိုးတယ်ဆိုတာတစ်ခါမှမရှိဘူးအဲ့တော့လောကမှာစိတ်ဆိုးခြင်းတောင်မေ့သွားတော့တဲ့အနေအထားမျိုးရှိတာစိတ်ဆိုးတယ်ဆိုတာဘယ်လိုဖြစ်တာကိုစိတ်ဆိုးတယ်လို့ခေါ်ရမှာတော့ဒေါသဆိုတာဘယ်လိုဟာတော့လို့မေးယူရလောက်သူ့ရဲ့ရင်ထဲမှာပျောက်ကွယ်သွားတာသို့တော့ဒေါသအမြစ်ပါပျောက်ကွယ်တာတော့အနာခံအဆင့်ရောက်သွားရင်တော့လုံးဝဒေါသပျောက်ကွယ်သွားတယ်လို့ဆိုအောင်အဲ့တော့ဒီပုဂ္ဂိုလ်ကတော့အရကဆိုတဲ့ရှတိဖြစ်တဲ့အချိန်တော့သူဟာခုနှစ်နှစ်တိတိမေတ္တာဘာဝနာကိုပွားခဲ့တာဖြစ်တယ်မြတ်စွာဘုရားကလည်းမေတ္တာဘာဝနာရဲ့ကောင်းကျိုးကိုဟောခဲ့တာရှိတယ်မေတ္တာဘာဝနာပွားတာဟာတဲ့ဒီအဗ္ဗဓမ္မအရေးကြီးလို့ဝေလာမသုတ်တံမှာအကောင်းဆုံးကုသိုလ်ဆိုတာကိုအစဉ်စဉ်ဖော်ပြတဲ့အခါနော်ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာဒီအများအတွက်အရလေးမျက်နှာမှာလာတဲ့တန်ခါသုံးဖို့အလုံးအတွက်နားခိုဖို့ဆောက်ဦးတကူဆောက်လှူတယ်ဒါနထဲမှာတော့ပစ္စည်းလှူတဲ့ဒါနထဲမှာတော့အကောင်းဆုံးပဲ